မင်္ဂလာပါရှင်ကျမကတော့ Sunrise High School မှာပညာသင်ကြားနေတဲ့ကျောင်းသူလေးပဲဖြစ်ပါတယ်ရှင်ကျမအခုတုတ်ပြမှာတော့မြန်မာစာမှာပါတဲ့သင်ခန်းစာနဲ့ဆိုကုန်မိမိနဲ့တော့အစားအစာပြုလို့မျိုးတုတ်ပြမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့အသားတို့ရှိစက်တုတ်လေးတုတ်ပြပါပါရှင်ဆောင်းဝေးပစ္စည်းလေးများကိုမိတ်ဆက်ပေးပါမယ်ရှင်ဒါလေးကတော့ပဲကြမ်းမှုမှာရှင်ဒါလေးကတော့ခရမ်းညင်သီးပါရှင်ဒါလေးကတော့ငရုတ်သီးစိမ့်ပါရှင်ဒါလေးကတော့တံမြသီးပါရှင်ဒါလေးကတော့ကြက်သွန်အနီသုံးလေးလုံးထည့်လိုက်ပါရှင်ဒါလေးကနန်းပင်လေးပါရှင်ဒါလေးကတော့စီကြက်ပါရှင်စီကြက်မရှိရင်စီစိမ့်လေးလည်းတုပ်လို့ရပါတယ်ရှင်ဒါလေးကတော့ရှောင်းညွန့်လေးပဲဖြစ်ပါတယ်ရှင်အိမ်မှာရှောင်းညွန့်ကျမတို့အိမ်မှာရှောင်းညွန့်လေးရှိလို့ထည့်လိုက်ပါရှင်ရှောင်းညွန့်မထည့်လဲရှောင်းညွန့်မရှိလဲထည့်လို့မထည့်ပါနဲ့ရှင်ဒါလေးကအသားတို့ကိုထည့်ပါမယ်နော်အသားတို့ကစားမကြိုက်တာမို့လို့စားကိုတော့ပဲထည့်ပါမယ်ရှင်ရှုံမုံလေးထည့်ပါမယ်ရှင်ရှုံမုတ်ကလည်းနည်းနည်းပဲထည့်ရပါမယ်ရှင်တညာသီးလေးညှစ်ပါမယ်ရှင်ရပါရှင်ညပ်သီးလေးထည့်ပါတော့မရှင်အခုဆိုရင်တော့စားလို့ရတော့ပါပြီရှင်အခုလိုမျိုးစားရသည်လေးမှာရှင်ကားတို့ရှင်ကစားလေးလောက်စားကြည့်ပါနော်ရပါအားလုံးမကျေးဇူးတင်ပါတယ်ရှင်